ဒီလိုခန္ဓာကိုယ်တွေကိုဖြစ်ချင်ခဲ့တဲ့လူငယ်လေးတယောက်လူငယ်ရဲ့၄နှစ်တုန်းကဒီလိုပိန်လေးဒီလိုခန္ဓာကိုယ်ကနေပြီးတော့သူဖြစ်ချင်တဲ့ဒီလိုခန္ဓာကိုယ်တွေကိုပိုင်ဆိုင်ထားတဲ့သူတယောက်ကျွန်တော် Wow ဒီဗီဒီယိုထဲမှာကျွန်တော် body transformation လုပ်ခဲ့တော့ရခဲ့တဲ့ experience တွေနဲ့ခင်ဗျားတို့တော့ body transformation လုပ်မယ်ဆိုရင် body preparation လုပ်ထားတဲ့လေဆိုတာကိုကျွန်တော်ပြောသွားပေးပါမယ် First thing first mindset preparation လူတော်တော်များများထင်တာကခန္ဓာကိုယ်ပြောင်းလဲတာက short term journey လို့ထင်ကြတယ်ဒါပေမဲ့မဟုတ်ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်ပြောင်းလဲဖို့ဆိုရင်ဒီအရာက long term journey ပါဆိုတော့အချိန်တစ်ခုကိုယူပါတယ်ခင်ဗျားတို့အနေနဲ့ခန္ဓာကိုယ်ပြောင်းလဲဖို့ဆုံးဖြတ်ထားပြီးပြီဆိုရင်အချိန်တစ်ခုပေးဖို့စိတ်ထဲမှာသတ်မှတ်ထားပါပြီးရင်ခင်ဗျားတို့ consistency ရှိဖို့လိုပါတယ်လုပ်ချင်တဲ့အချိန်ရှိလိမ့်မယ်မလုပ်ချင်တဲ့အချိန်ရှိလိမ့်မယ်ကျွန်တော်တို့ဘယ်လိုအချိန်မျိုးဖြစ်ဖြစ် consistency ရှိ discipline ရှိကျွန်တော်တို့ရဲ့ goal ကို stick လုပ်ထားဖို့လိုပါတယ်ဘာလို့လဲဆိုရင် this is long term journey ပါ second nutrition မှာ body transform လုပ်မယ်ဆိုရင် nutrition ကို basic တော့သိထားတာပို့ပြီးတော့ကောင်းပါလိမ့်မယ်ဆိုတော့ nutrition basic knowledge ကိုကျွန်တော်တို့ online ကရှာလို့ရတယ် YouTube video တွေကနေလည်းကြည့်လို့ရပါတယ် example ခင်ဗျားကဝါနေတဲ့သူကနေပိန်ကျင်နေဆိုလို့ရှိရင် calorie deficit ကိုခေါ်တဲ့ calorie short စားတဲ့ သုံးနေဆိုလို့ရှိရင်ပုံမြင်ပါလိမ့်မယ်ခင်ဗျားကပိန်နေတဲ့သူကနေပြီးတော့ muscle gain weight gain ဖြစ်ချင်နေဆိုရင် calorie surplus calorie ပိုစားတာကခင်ဗျားရဲ့ goal ဖြစ်ပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့ protein တရက်မှာဘယ်လောက်ပြည့်အောင်စားမလဲ carbs တွေကိုဘယ်လိုချိန်ပြီးစားမလဲဘယ်လိုအစားအစာတွေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်အကျိုးမရှိဘူး effective မဖြစ်ဘူးဆိုတာသိထားအောင်ကျွန်တော် online ကနေ learning အနေနဲ့အများလောက်ထားပြီးမှ body transformation စမယ်ဆိုလို့ရှိရင်ခင်ဗျားရဲ့ transformation journey ကပို့ပြီးတော့မြန်ဆန်ပါလိမ့်မယ်တတိယအနေနဲ့ workout program လူတော်များများအကျဉ်သွားတယ်ဒါပေမဲ့ဒီတစ်ပတ်မှာ program တစ်ခုဆော်တယ်နောက်တစ်ပတ်ကျရင် program တစ်ခုဆော်တယ်ဒီအကျင့်ကလုံးဝမကောင်းပါဘူးအဲ့ဒီအစား program တစ်ခုကိုကျွန်တော်တို့ stick လုပ်မယ် progressive overload လုပ်ပြီးတော့ဆော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ body transformation ဖြစ်တာ muscle gain ဖြစ်တာကပို့ပြီးတော့မြန်ဆန်ပြီးတော့ effective ဖြစ်ပါလိမ့်မယ်နောက်ဆုံးအနေနဲ့ lifestyle ပါ lifestyle လို့ပြောတဲ့အခါမှာကျွန်တော်တို့တရက်ဘာတွေလုပ်လဲဆိုတာပါမယ်ကျွန်တော်တို့ဘယ်လိုအိတ်လဲဘယ်လိုစားတယ်ဘယ်လိုနေထိုင်တယ်ဘယ်လိုသွားတယ်ဘယ်လိုလှုပ်ရှားတယ်ဆိုတဲ့အရာအားလုံးပါပါတယ်ကျွန်တော်တို့ကောင်းတဲ့ lifestyle တစ်ခု balance lifestyle တစ်ခုကို build up လုပ်တာကလည်းကျွန်တော်ရဲ့ body transformation journey အတွက်အများကြီးအကျိုးရှိပါလိမ့်မယ်ဆိုတော့ body transformation လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ consistency ရှိနဲ့ nutrition ကိုလေ့လာပြီး GU တစ်စိုက်စားမယ်ကိုယ့်အတွက်ထိရောက်မဲ့ program တစ်ခုကိုကျွန်တော်တို့ stick လုပ်ပြီးတေချာဆော့မယ်ကောင်းတဲ့အလေ့အကျင့်တွေကို practice လုပ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ body transformation journey ကပိုပြီးထိရောက်ပါလိမ့်မယ်